ဟုတ်ရဲ့ဆိုရင်ဘုန်းကြီးကတဲမြောက်စိတ်ကြီးညအောင်တော့တဲ့တဲမြောက်ဘိုးဘွားကျေပွန်လေးတဲ့ဘုန်းကြီးကကျေပွန်လေးတွေကိုဘလောက်ပဲချစ်ချစ်အဲ့ကျေပွန်လေးရတယ်ဘုန်းကြီးကဘယ်တော့မှလာမမဟုတ်ဘူးတဲ့ ကိုမကြီးကတကယ်ပဲအဲ့လိုပြောတာ ဟုတ်တယ်အဲ့လိုပြောတယ်အားနဲ့ဘုန်းကြီးလည်းပြန်ပြောရတာပေါ့ ဘာပြောလိုက် ဘုန်းကြီးကလေကျေပွန်လေးတွေကိုချစ်တယ်ဆိုတာလိုချင်လို့မဟုတ်ဘူးလို့အဲ့လိုဘိုးဘွားမှာမိတုံးနဲ့နင်းနေရလေးတွေကိုကြည့်နေရင်ကျင်းနေပြီးပြောရတာပေါ့တင်းမြောက်သူပြောကဖတ်အဲ့တော့ဘုန်းကြီးကလည်းတွေ့တယ် ပင်ရောက်ဖတ်ထားတယ်ဆိုတော့သူချစ်သူပဲဖြစ်မှာပေါ့ကွာ ပင်ရလေအဲ့လိုမျိုးပြန်ဖတ်ထားတယ်အမေတို့သူချစ်လို့နေမှာပေါ့ ဟာအဲ့လိုကြည့်ရအောင်လေတင်းမြောက်လို့မကြည့်ရအောင်လေ ဒီစိတ်ကိုထင်လိုက်ကွာဒီလိုဖြစ်လာမယ်ဆိုတော့ကိုကြိုပြီးတားခဲ့တယ်ရုပ်ပင်ရောက်စိတ်ကိုမရင်မနဲ့လို့ငါဒီခံစားနေရတယ်နော်ခံစားနေရတယ်လား You to me them sorry. Oh, when